ကိုကအင်ချမ်းမြေတွေရောင်းဖို့ရှိတယ်ဘယ်အကျိုးဆောင်ကိုစိတ်ချလက်ချအပ်လို့ရတယ်ဒီမေးခွန်းတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်မှာလူတိုင်းကအကျိုးဆောင်လုပ်လို့ရတယ်ကိုရတဲ့တက်စီဒရိုက်ဘာကအစားဒီရောင်းသူဝယ်သူတွေရဲ့တာသမီတွေကပါအကျိုးဆောင်ဝင်လုပ်နေတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့လက်ညှိုးထိုးတိုင်းမှာလူတိုင်းကအကျိုးဆောင်ဖြစ်နေတယ်ဒီလိုလက်ညှိုးထိုးတဲ့လူတိုင်းကိုလည်းကျွန်တော်တို့လိုက်ပြီးတော့မှကိုရောင်းမဲ့အင်ချမ်းမြေကိုလိုက်အပ်တိုင်းလဲကိုရဲ့အိမ်ကရောင်းလို့မထွက်ဘူးဒါဆိုရင်တော့ဘသူတွေကစိတ်ချလက်ချအယောင်အပ်လို့ရတယ်ဘသူတွေကကိုကိုတကယ်ပဲဝန်ဆောင်မှုပေးနိုင်လဲဆိုတော့ကျွန်တော်တို့သုံးသပ်ဖို့လိုတယ်အဲ့လိုကိုတကယ်ပဲစိတ်ချလက်ချအယောင်အပ်နိုင်တဲ့အကျိုးဆောင်တွေကိုဘယ်လိုရှာရမလဲဘယ်လိုဆက်သွယ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးစိတ်ချလက်ချအယောင်အပ်နိုင်မဲ့လူကတော့ဒီနယ်ပယ်ဒီမြို့နယ်ဒီနယ်မြေမှာအမြဲတမ်းလှုပ်ရှားနေတဲ့အမြဲတမ်းဝန်ဆောင်မှုပေးနိုင်တဲ့အကျိုးဆောင်မျိုးတွေကိုကျွန်တော်တို့ရှာပြီးတော့မှအယောင်အပ်တက်ပါတယ်ဒီလိုလူတွေကိုကျွန်တော်တို့ဘယ်မှာရှာလို့ရမလဲဆိုတော့အဓိကတော့ Facebook group တွေမှာကျွန်တော်တို့ရှာလို့ရတယ်ပေါ့နော် Facebook group ဒါမှမဟုတ် Facebook page တွေမှာသူတို့အမြဲတမ်းအယောင်တင်လာသူတို့အယောင်ဝယ်ဖြစ်နေတဲ့ post တွေကိုတင်လာဒါမှမဟုတ်ရောင်းသူဝယ်သူတွေအတွက်ပညာပေး blog post တွေ video တွေအဲ့ဟာတွေအမြဲတမ်းတင်နေလားဒီဟာတွေကိုကြည့်ခြင်းအပြင်ဒီမြို့နယ်မှာဒီအကျိုးဆောင်ကတကယ်ပဲအလုံးလုံးလားမလုံးလားဆိုတော့ကိုကျွန်တော်တို့သုံးသပ်လို့ရတယ်ပြီးတော့နောက်တစ်ခုကကိုစိတ်ဝင်စားတဲ့အကျိုးဆောင်ကိုတွေ့ပြီးအယောင်အပ်ချင်တဲ့အကျိုးဆောင်ကိုတွေ့ပြီးဆိုလို့ရှိရင်သူ့ကိုဖုန်းဆက်ပြီးတော့မှဒီနေမြေမှာကာလပေါက်ဈေးဘယ်လောက်ရှိလဲစာရွက်စာတမ်းနဲ့ပတ်သက်ပြီးတော့မှအကြံဉာဏ်တွေတောင်းလို့ရတယ်ပေါ့နော်ဒီလိုဖုန်းဆက်မေးမြန်းခြင်းအပြင်ဒီအကျိုးဆောင်ကသူ့ရဲ့လုပ်ငန်းမှာကျွမ်းကျင်မှုရှိလားဒါမှမဟုတ်လို့ရှိရင်သူကစကားအပြောဆိုပြည့်လားသူဝန်ဆောင်မှုကောင်းကောင်းဘယ်လောက်ပေးနိုင်လဲဆိုတော့ကိုကအဲ့ကနေပြီးတော့မှသုံးသပ်လို့ရတယ်ပြီးတော့မှသူ့ကိုအယောင်အတင်းဆုံးဖြတ်လို့ရတယ်ပေါ့နော်ဒါကတော့ကိုရောင်းမဲ့နေမြေမှာတကယ်ပဲအလုပ်လုပ်နေတဲ့အကျိုးဆောင်တကယ်ပဲဝန်ဆောင်မှုပေးနိုင်တဲ့အကျိုးဆောင်ကိုကျွန်တော်တို့ရှာပြီးတော့မှဆက်သွယ်တဲ့နည်းလမ်းတစ်ခုပေါ့နော်နောက်နည်းလမ်းတစ်ခုကတော့အင်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီကြီးတွေကိုဆက်သွယ်ပြီးတော့မှအယောင်အပ်လို့ရပါတယ်အင်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီကြီးတွေကတော့အနည်းဆုံးလုပ်သက်4-5နှစ်ကနေပြီးတော့မှ20-25နှစ်အတွင်းကြာနေတဲ့ကုမ္ပဏီတွေကိုကျွန်တော်ရွေးပြီးတော့မှသူတို့ကိုဖုန်းကနေတစ်ဆင့်ဒါမှမဟုတ် Facebook Messenger ကနေတစ်ဆင့်ဆက်သွယ်ပြီးတော့မှကိုရောင်းမဲ့အင်ချမ်းမြေအချက်လက်တွေကိုပို့ပေးပြီးတော့မှအယောင်အပ်လို့ရပါတယ်နောက်ဆုံးနည်းလမ်းတစ်ခုကတော့တနိုင်ငံလုံးကလူတွေလည်းမြင်ရမယ်အကျိုးဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အိမ်ချမ်းမြေကိုဝိုင်းပြီးတော့မှရောင်းပေးမယ်နည်းလမ်းပေါ့နော်ဒီနည်းလမ်းကဘာလဲဆိုတော့ဇေယံမှာကိုယ့်ရဲ့အိမ်ချမ်းမြေကိုလာပြီးတော့မှအယောင်အပ်တာမျိုးပေါ့နော်ကျွန်တော်တို့ဇေယံမှာအယောင်လာအပ်ပြီဆိုတာနဲ့ကိုကျွန်တော်တို့ကဘာလုပ်ပေးလဲဆိုတော့ဒီဇေယံ application ပေါ်မှာအယောင်လာအပ်တဲ့အိမ်ချမ်းမြေရဲ့အချက်လက်တွေကိုကြော်ညာအခမဲ့တင်ပေးတယ်ဒီ application ပေါ်ရောက်သွားတာနဲ့ကိုကျွန်တော်တို့ဇေယံတစ်ဖွဲ့တည်းကပဲဒီအိမ်ချမ်းမြေကိုရောင်းပေးနေတာမျိုးမဟုတ်ဘဲနဲ့ဇေယံနဲ့လက်တွဲနေတဲ့ partner agent တွေပေါ့နော်ဒီ agent တွေကလည်းယုံကြည်စိတ်ချရတဲ့ agent တွေနာမည်ပြတ်မရှိတဲ့ agent တွေကပဲဝိုင်းပြီးတော့မှရောင်းပေးတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီဇေယံ application ကိုအသုံးပြုတဲ့အဝယ်တွေကလည်းဒီကြော်ညာကိုကြည့်ခြင်းအပြင်သူတို့စိတ်ဝင်စားမှုတွေရှိလာမယ်ပြီးတော့မှအယောင်းဝယ်မြန်ပို့ပြီးဖြစ်မယ်ပေါ့နော်ဒီအချင်းချုပ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇေယံ application မှာအယောင်းအချင်းအပြင်ဝယ်သူတွေကလည်းကိုယ့်ရဲ့အိမ်ချက်မြေကိုမြင်ရမယ်ပြီးတော့ကျွန်တော်တို့ဇေယံတစ်ဖွဲ့တည်းကပဲရောင်းနေတာမျိုးမဟုတ်ဘဲနဲ့စိတ်ချရတဲ့အကျိုးဆောင်တွေကဝိုင်းပြီးတော့မှရောင်းပေးတဲ့အတွက်ကိုအိမ်ချက်မြေမြန်ရောင်းချခြင်းတဲ့လူတွေအတွက်ကတော့ဇေယံ application မှာအယောင်းအပ်တာကတင့်တော်ပါတယ်အိမ်ချမ်းမြေကိုမြန်အယောင်းဝယ်ဖြစ်ချင်တယ်ဆိုရင်တော့ဇေယံအိမ်ချမ်းမြေကို Messenger ကနေတဆင့်ကိုရောင်းချင်တဲ့အိမ်ချမ်းမြေအချက်လက်တွေကိုပို့ထားပေးနိုင်ပါတယ်အဲ့လိုပို့ခြင်းအပြင်ကျွန်တော်တို့ကနေပြီးတော့မှဒီအချက်လက်တွေကိုဇေယံ application ပေါ်မှာအယောင်းကြော်ညာတင်ပေးပါတယ်ပြီးတော့မှစိတ်ဝင်စားတဲ့လူရှိလာပြီးအဝယ်တွေရှိလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြန်လာပြီးတော့မှဆက်သွယ်ပေးပါတယ်